ဒါမျိုး portable တွေကိုအိမ်မှာအသုံးပြုနေတဲ့သူတွေရှိလားရှိရဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်သွားပေးပါဒီလိုမျိုး portable ကမီးပိုတွေနဲ့တုံးနေတဲ့ဒီလိုကပ်ဘူးတွေကိုအပိုလိုချင်တယ်ဆိုရင်ကျွန်တော်ဆိုင်မှာရောင်းပေးပါတယ်ခင်ဗျာဒါလေးတွေကstar တစ်စိတ်ဖြစ်ပါတယ် star တစ်စိတ်ကိုမှသူက gas အရေးပါပြီးသားကိုကျွန်တော်ရှိမှာတပူးကို9000နဲ့ရနိုင်ပါတယ်ခင်ဗျာဒါလေးနှစ်ဘူးကတော့ကျွန်တော်ရှိမှာဒီလိုဒီဇိုင်းနှမျိုးရမယ်ဒါလေးကတော့ကိုရီးယားဘူးလေးဖြစ်ပါတယ်ကိုရီးယားဘူးလေးဖြစ်ပြီးတော့သူ gas အရေးအပါပြီးသားဟိုမှာတပူးကို9000ဖြစ်ပါတယ်ခင်ဗျာဒါလေးလည်းကျွန်တော်ဆိုင်မှာရောင်းပေးပါတယ်ပြီးတော့ဒါလေးကတော့နည်းနည်း quality ကောင်းပါတယ်သူကစာကာတစ်စိတ်ဖြစ်တဲ့အတွက်စင်ကူနိုင်ငံထုတ်ဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်ဆိုင်မှာတပူးကို9500ရောင်းပါတယ်ခင်ဗျာဒါလေးလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ TikTok chat box Facebook Messenger Viber ကနေဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်ကျွန်တော်ရန်ကုန်ဆိုရင်အင်ရောင်းငွေချေပို့ပေးပါတယ်ခင်ဗျာဒီလိုကပ်ဘူးအပိုလေးတွေကိုကျွန်တော်တို့ရောင်းပေးတယ်ဒီလိုကပ်ဘူးဒီလိုမျိုးကပ်ဘူးအပိုလေးတွေကဒီလို portable မီးဖိုတွေနဲ့တွဲသုံးရတာဖြစ်ပါတယ်ခင်ဗျာပြီးတော့နောက်တစ်ခုကဒီလို portable မီးဖိုတွေကိုအိမ်မှာသုံးနေရင်ဒီလိုမီးဖိုတောက်တွေမကောင်းတော့လို့စိတ်ညစ်နေတဲ့သူတွေရောရှိလားအဲ့ဒါဆိုရင်လည်းကျွန်တော်တို့ဗီဒီယိုလေးကိုကြည့်သွားဒီမှာဒီလိုမီးဖိုတောက်အပိုတွေကျွန်တော်ရှိမှရှိမယ်အမဲအောင်ရမယ်နောက်တစ်ခုက steel ကိုမှ steel ရောင်ပဲရမယ်နောက်တစ်ဒီကကျတော့ steel ပါပဲ steel ကိုမှသူကဆေးအမဲမှုတ်ထားတယ်ဒါက steel ပါ steel ကိုမှ steel ရောင်တိုင်းပဲလာတယ်ဒီလိုမျိုးတောက်ကလေးတွေလည်းကျွန်တော်ရှိမှရှိပါတယ်ဒီလိုမီးဖိုတောက်ကလေးတွေကဒီလိုမီးဖိုတွေနဲ့ဆိုလို့ရှိရင်ကွက်တိတယ်ဒီလိုမီးဖိုတောက်တွေမကောင်းတော့လို့ဆိုလို့ရှိရင်ကျွန်တော်ရှိမှဒီလိုမီးဖိုတောက်အပိုကြီးလည်းဝယ်လို့ရပါတယ်ခင်ဗျာရန်ကုန်ဆိုအင်ရောင်းငွေချေပို့ပေးပါတယ်နေဆိုလို့ရှိရင်ကျွန်တော်တို့ဒလီနဲ့ပို့ပေးပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးပါရွှေလာပါခင်ဗျာ